လေးကပေါ့နော်ဒီကောင်လေးကတော့ဝင်းမောင်ရွှေဝတ်တဲ့ design လို့ပြောရဲအဲ့ဒီဟာကိုပညာတနာပေးခိုင်းလို့ပေါ့နော်အမကိုချက်ပေါက်မှာကူညီခိုင်းတာလို့ပေါ့နော်အဲ့ဒါလေးကိုသင်ပြပေးမယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာဆိုရင်သူကလက်ပြက်ပုံစံလေးပေါ့လက်ဘေးနားကိုသွားမယ်ပြီးလို့ရှိရင်စတစ်လေးနဲ့လာမယ်နောက်ပြီးလို့ရှိရင်အောက်ကခထောင်လေးပေါ့အဲ့လေးသွားမယ်ပြီးရင်နောက်ကျောင်းမှာဒါဒီလိုမျိုးပြောင်းပြီးလို့ရှိရင်ဒီဘက်ကကျတော့စတစ်ကိုထုတ်ပြီးလေးနဲ့အဲ့လိုမျိုးချစ်ပြီးတော့သွားပြီးတော့ဝတ်တဲ့ပုံစံလေးပေါ့နော်ဒီနောက်မှာကျစစ်လေးနဲ့ကိုဒါနောက်ကကျတော့ဒီစစ်ပဲလုံးထုတ်ပြီးပဲလုံးကိုစိတ်တာလောက်ပေါ့နော်အဲ့ကျတော့ဒီမှာဒီပုံကပတ်တက်ပုံဆိုတော့ခါကြရင်ပတ်တက်ပတ်တန်နဲ့သုံးရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါမဲ့ကိုကြိုက်တဲ့ပတ်တန်နဲ့တော့သုံးလို့ရတယ်အဲ့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့လေဘင်းပေါက်လေးကိုရင်လုံးမယ်နော်လေဘင်းပေါက်ကိုကြတော့အောက်ကိုစတစ်နဲ့လုံးမှဖြစ်တဲ့အောက်ကိုကျွန်တော်ဘယ်လောက်လုံးလဲ 1cm 3စိတ်လောက်လုပ်မယ်ပြီးလို့ရှိရင်ဘေးကိုကြတော့ကျွန်တော်2စိတ်ဒါမှမဟုတ်လို့ရှိရင် 0.7 နော် 0.7 cm လောက်ကိုသွားမယ်နော်2စိတ်ဒါမှမဟုတ်လည်း 0.5 cm အဲ့လုံးမယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုအရင်ဆုံးလေဘင်းပေါက်လေးဖောက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီ PP ထိတ်ကနေမှတောက်ထိုးမယ်အဲ့တော့ကြာဘယ်လောက်တောက်ထိုးမလဲဆိုတော့ cm နဲ့ဆိုရင် 1cm အမှန်နဲ့ဆိုရင်3စိတ်လောက်တော့ထိုးပေးမယ်ဒီနေရာနော်ပြီးလို့ရှိရင်ဒါလေးကိုကျွန်တော်ထပ်ပေးရမှာပြီးရင်ဒီမှာအရင်ဆုံးခါးရှည်ကိုပြတ်ထားလိုက်မယ်နော်ခါးရှည်ကကျွန်တော်ဒီနေရာမှာသူကအခွဲလေးရောပါမယ်ပေါ့နော်အခွဲလေးရောပါမှာဖြစ်တဲ့အတွက်အဲ့ဒါကိုတကယ်လို့ဒီခါပေါ်တာကြိုက်တဲ့သူရှင်တော့ခါတည့်ရနေတဲ့တွားလို့ရတယ်ဒါပေမဲ့ခါပေါ်တာမကြိုက်ဘူးဆိုလို့ရှိရင်အောက်ကိုတလက်မ cm နဲ့ဆိုရင် 3cm လောက်ပါမယ်နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကနေကိုခါရှည်ကဘယ်လောက်ယူမလဲပေါ့နော်တစ်ချက်ဆုံးပြတ်မယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင် 15cm ပေါ့နော် 15cm လက်မနဲ့ဆိုရင်6လက်မလောက်ပေါ့ချလိုက်တာပေါ့သူ့ပုံစံလည်းအဲ့လောက်ပါပဲနော်အဲ့ဒါကိုဒီဘက်မှာဒီလိုချမယ်ဒီဘက်မှာလည်းဒီလိုချမယ်ချပြီးတော့ဒီဘက်ကတောက်ထီကိုမျိုးလေးလာမယ်လာပြီးရင်ခုနချထားတဲ့ဒီမှာ2.5 cm တလက်မနော်အဲ့နေရာနေဒီလိုမျိုးလေးတောက်လေးကိုဝိုက်မယ်ပြီးလို့ရှိရင်ဒီဘက်မှာကျတော့သူ့ကို 1cm 3စိတ်လောက်ကိုတက်လိုက်မယ်တက်ပြီးလို့ရှိရင်ဒီဘက်ကိုမျိုးလေးဝိုင်းမယ်နော်အဲ့ဒါကိုခထောင်အတက်ကိုကြာကျတော့အရန်ကြီးမထောင်သေးပေါ့နော်အဲ့ဒါကိုဒီ 1cm ဒီဘက်ကနေ 5cm လက်မနဲ့ဆိုရင်2လက်မလောက်သွားမယ်ပြီးရင်ဒီကခါးမြင့်ကနေတက်လာမယ်ပြီးရင်ဒီအပေါ်ကို2.5 cm တလက်မလောက်နော်အဲ့လိုသွားမယ်ပြီးရင်ဒီဟာလေးကိုဝိုက်မယ်ပြီးရင်ဒီနားလေးကိုကြာတော့ပေခွေးလေးနဲ့နည်းနည်းလေးဒီလိုမျိုးစောင်းပြီးတော့ဝိုက်ပေးမယ်နော်ပြီးရင်ဒီနားမှာလည်းခွဲကားပြီးတော့လုံးအောင်ဖြစ်တဲ့အတွက်အဲ့ဒါကဒီသူ့အဝိုက်စာကဒီတိုင်းလေးပဲထားခဲ့အောင်ပြီးလို့ချင်း BB ထိတ်ကနေကျွန်တော်တောက်ထိုးမယ်ကျွန်တော်ဘယ်လောက်တောက်ထိုးမလဲဆိုတော့အပေါ်ကို3စိမ်းအောက်ကို3စိမ်းလက်မနဲ့ဆိုရင်3စိမ်းစီ cm နဲ့ဆိုရင် 1cm ပြီးရင်ဒါလေးကိုထပ်မယ်နော်အဲ့လိုလေးလုပ်မယ်လုပ်ပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုညှက်ထုတ်လိုက်မယ်ပြန်ကျွန်တော်နောက်ချမ်းလေးကိုခဏဖယ်ထားမယ်နော်ပြီးရင်ဒီနားအဝိုင်လေးကနေမြုပ်လာမယ်ပြီးတော့ဒီဘက်ကနေ BB ထိတ်တီကိုညှက်ထားပေးမယ်ပြီးတော့ဒီက3စိတ်ထိုးထားတဲ့တောက်လေးကိုအရင်ဆုံးထပ်လိုက်ထပ်ပြီးရင်တိတ်ကြမယ်ပြီးတော့ဒီကလေဘင်း